ဒီကောင်မလေးကတော့မနေ့တနေ့ကမှကျွန်တော်တို့ရဲ့ AWD FC ဘောလုံးအသင်းကိုရောက်ရှိလာခဲ့တဲ့သူဖြစ်ပါတယ်ဒီနေ့တော့သူမအကြောင်းကိုသိသလောက်ပြောပြပေးပါမယ်သူမကတော့ထိုင်းလူမျိုးတယောက်ဖြစ်ပါတယ်2008ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့အခုမှအသက်က18နှစ်ပဲရှိပါသေးတယ်သူ့နာမည်ကတော့နာချာနော်လို့ခေါ်ပါတယ်အရက်အမြင့်က9ပေနဲ့နလက်မရှိပြီးတော့ရှစ်တန်းတိုက်စစ်ပိုင်းတွေတာမှာကကွင်းနဲ့တိုက်စစ်ပိုင်းတွေမှာပါကစားနိုင်တဲ့ဘက်ဆောင်သုံးချနိုင်တဲ့ကစားသမားတိုးလို့လည်းသိရပါတယ်သူမကထိုင်းနိုင်ငံရဲ့လူငယ်အသင်းအစစ်စစ်မှာရွေးချယ်ခံခဲ့ရတယ်လို့ U19 နဲ့ U19 မှာလည်းကစားခဲ့ပြီးတော့စုတွေလည်းရယူနိုင်ခဲ့တဲ့ကောင်မလေးဖြစ်ပါတယ်2026မှာတော့အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာ U20 အသင်းအတွက်ထိုင်းလက်ရွေးစင်အသင်းစည်းမှာတော့မှပါဝင်ခဲ့သူဖြစ်ပါတယ်လူသားငယ်ပေမဲ့အရေးချင်းပြေဝတဲ့သူတို့လို့ဆိုရမှာပါအရှင်ဟုန်ကောင်းမှုရဲ့ပြေအားဘောလုံးထိမ့်သိမ်းနိုင်စွမ်းနဲ့ကိုရှိရောက်ရေးဆုံးဖြတ်ချက်ကောင်းမှုတွေကြောင့်သူမကိုထိုင်းဘောလုံးလောကရဲ့အနာဂတ်ကျေပွေးတွေထဲကတယောက်ဖြစ်သတ်မှတ်ထားကြပါတယ်အသက်ငယ်ရွယ်သေးပေမဲ့နိုင်ငံတကာအတွေ့အကြုံတွေရရှိထားပြီးသားပြာများတဲ့ပွဲတွေမှာပါရုပ်ကြည်မှုပြည့်တဲ့ကစားနိုင်စွမ်းရှိတာကသူမရဲ့အားသာချက်တစ်ခုလို့ပြောရမှာပါထိုင်းနိုင်ငံမှာလည်းသူမကငယ်ပေမဲ့အတော်တန်နာမည်ရနေပြီးလူချစ်လူခင်ပေါ်တဲ့ကောင်းမလေးတယောက်လို့ပြောလို့ရပါတယ်အခုတော့ကျွန်တော်တို့ရဲ့အမျိုးသမီး AWD FC အသင်းမှာပြေကလေးကရောက်ရှိနေပြီးလာမယ့်ရာသီအတွက်အရာဖြစ်တဲ့ဖို့အငားစာကြောင်းနဲ့ခေါ်ယူခဲ့တယ်လို့သိရရှိပါတယ်ဒီပုံစံတိုင်းဆိုရင် AWD FC အသင်းတော့ဒီထက်အောင်မျိုးမယ်ဆိုတာတော့ကျွန်တော်ရဲရဲကြီးပြောရပါတယ်ကျွန်တော်တင်ပြချက်တွေထဲမှာလိုအပ်တာတွေရှိရင် comment မှာရေးသားပြောဆိုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်